ကျွန်တော်တို့ပတ်ဝန်းကျင်မှာ iPhone ကင်ပြီးတော့ဖုန်းထားနေတဲ့လူတွေကိုဒီဗီဒီယိုပြပြီးတော့ပြောလို့ရတာပါเนาะမင်းတို့ဖုန်းမှာဒီအချက်5ချက်ရလား Okay Android ကနေ iPhone ပြောင်းကင်တော့မယ်ဆိုရင်ဆုံးဒီအချက်5ချက်ကိုတီးဖို့လိုပါတယ်နံပါတ်1အချက်ကျတော့ Cycle to Set ဆိုတာက Android ဖုန်းတွေမှာတော်တော်များရပါမယ် iPhone တွေမှာသုံးလို့မရသေးဘူးเนาะကျွန်တော်တို့ copy paste လုပ်ပြီးတော့ဒီ Safari တွေမှာတဆင့်တော့ share ရတယ် Android တွေမှာတည်ချင်တဲ့ information တစ်ခုခုကိုကျွန်တော်တို့ဒါ Cycle to Set လုပ်ပြီးတော့ share လို့ရတယ်ပေါ့เนาะဆိုတော့ဒါအရင်ရေးသုံးဝင်တဲ့ feature လေးတစ်ခုပါနံပါတ်2အချက်ကျတော့ split screen ဆိုတော့ကဒီ Android ဖုန်းတွေမှာတင်တင်ကျသုံးလို့ရတယ်ပေါ့เนาะကျွန်တော်တို့screen 2ခု3ခုကိုတပြိုင်တည်းသုံးတာမျိုးဒါမှမဟုတ်ဒီgame ဆော့ပြီးတော့ TikTok ကြည့်တာမျိုးပေါ့နော်ပြီးရင်ကျွန်တော်အပေါ်မှာ YouTube ကြည့်မယ်အောက်မှာလည်း Facebook သုံးမယ်ပေါ့နော်ဆိုတော့ screen နှစ်ခုကိုတပြိုင်တည်းသုံးတာကိုကျွန်တော် split screen လို့ခေါ်ပါတယ် split screen ကဒီ iPhone တွေမှာမရသေးပါဘူး Android တွေမှာတော့ရပါတယ်နံပါတ်3နေကျတော့ volume setting ဆိုတော့ကဒီ game ဆော့နေတဲ့ချိန်ဥပမာ PUBG ဆော့ရထားပါဆိုကျွန်တော်တို့တငယ်ချင်းအတန်ရင် game အတန်ရင်ကိုကျွန်တော်ချိန်လို့ရတယ်ပေါ့နော်တငယ်ချင်းအတန်ကိုတိုးချက်လို့မလားဒါမှမဟုတ် game အတန်ကိုတိုးချက်လို့မလားပေါ့နော်ကျွန်တော်တို့တက်တယ်လို့ချိန်ကြီးလို့ရတယ်ဒါပေမဲ့ iPhone မှာကျတော့အဲ့လိုတက်ချိန်လို့မရဘူး iPhone မှာကဒီ auto ချိန်ပေးတာမလို့ကျွန်တော်ဒီ game အတန်ရဲ့ဒါလူအတန်ရဲ့ကသူကတရားလည်းဖြစ်တယ်ပေါ့နော်နံပါတ်4ကျတော့ mouse application ပေါ့နော် mouse application ဆိုတာကကျွန်တော်တို့အခုခေတ်စားနေတဲ့ CapCut လိုမျိုး CapCut ဆိုရင်ဒါအခုနောက်ပိုင်းပတ်စံတွေပေးပြီးမှသုံးရတယ်ပေါ့နော်ကျွန်တော် Android တွေမှာကျတော့အဲ့လိုလုပ်စရာမလိုကြောက်ခွပြီးတော့ download ရတယ် iPhone တွေမှာကအဲ့လိုကြောက်ခွပြီးတော့ download မရသူကApp Store ထဲမှာပဲဒီ software download ရတယ်ပေါ့နော်နံပါတ်5ချက်ကျတော့ dual video recording ပေါ့နော်ကျွန်တော်တို့အရှိနောက်တစ်ပြိုင်တည်း video ရိုက်တာကို dual video recording လို့ခေါ်တယ်အဲ့ဒါက iPhone တွေမှာမရသေးပါဘူးကျွန်တော် Android တွေမှာဒီ entry level ဖုန်းတွေအစရတယ်ပေါ့နော်ဒါပေမဲ့ iPhone ကမရသေးဘူး iPhone 7 Pro တော့မှရမယ်လို့တော့ပြောထားတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကတော့ဒီ Android ကနေ iPhone ပြောင်းကင်တော့မယ်ဆိုရင်ဒီအချက်5ချက်ကိုယဉ်ကြည့်ပါဒီအချက်5ချက်မှာပါလဲကိုယ်တော့အဆင်ပြေတယ်ဆိုရင်ပြောင်းကင်ပါတော့နောက်တစ်ခုကကျွန်တော်တို့ပတ်ဝန်းကျင်မှာ iPhone ကင်ပြီးတော့ဖုန်းထားနေတဲ့လူတွေကိုဒီဗီဒီယိုပြပြီးတော့ပြောလို့ရတာပါနော်မင်းတို့ဖုန်းမှာဒီအချက်5ချက်ရလားပါနော်ဆိုတော့အဓိကရချက်ကတော့ Android ကနေ iPhone ပြောင်းကင်တော့မယ်ဆိုရင်ဒီအချက်5ချက်ကိုဒေတာလေးလာပါလို့ပြောချင်ပါတယ်ကျွန်တော်ကတော့ခေါင်းခင်ပါ